မြန်မာတော့မြို့အောင်မှာရှင် Finance Department မှာ Assistant Accountant ဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ရှင် Internship ကနေစပြီးတော့အခုဆိုလို့ရှိရင်ဒီမှာ Dane ရှိပြီပေါ့နော်ဒီ company မှာလုပ်နေတာအင်မွန်ရဲ့အခု73နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာညီမတို့ပါဝင်ရတဲ့အတွက်လည်းရောင်းကုန်နေပါတယ်ရှင်ရှေ့ဆက်ပြီးတော့လည်းအင်မွန်ကိုစားတဲ့မြန်မာကတိုးတက်ကြီးပွားတဲ့ company တစ်ခုဖြစ်ပါစေလို့ညီမဆုမကောင်းတောင်းပေးပါတယ်ရှင်နာမည်ကတော့ချေစင်ပြိုးဖြစ်ပါတယ်။ရမုံကိုစားတဲ့မြန်မာရဲ့ Bureau of Associate Department မှာ Bureau Supervisor အနေနဲ့တာဝန်ထမ်းဆောင်လာခဲ့ရအခုဆိုလို့ရှိရင်၄နှစ်ကျော်ခဲ့ပါပြီ။လို့တဲ့၄နှစ်ကျော်ကာလအတွင်းမှာစိန်ခေါ်မှုအသစ်တွေနဲ့အတူအခွင့်အလမ်းကောင်းတွေအများကြီးလည်းရရှိခဲ့ပါတယ်။ကိုယ်တိုင်မှာလည်း professional ဘိုင်းဆိုင်ရာတွေမှာအများကြီးတိုးတက်လာခဲ့ပါတယ်။အခုလိုမျိုးခွင့်လန်းကောင်းအသစ်တွေကိုဖန်တီးပေးနေတဲ့အင်မွန်ကိုစားတဲ့မြန်မာရဲ့73နှစ်ပြည့်အထိမ်းအမှတ်နေ့အတွက်လည်းအများကြီးဝမ်းသာခေါ်ယူနေပါတယ်။နောက်လာမယ့်နိုင်ငံနှစ်များတွင်လည်းအင်မွန်ကိုစားတဲ့မြန်မာရဲ့ခုထပ်ပို့ပြီးတော့ကြီးပွားတိုးတက်ပြီးအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Imon Consulting မြန်မာရဲ့ Talent Service Department က Supervisor တက်ဖြစ်ပါတယ်။အခုဆိုရင် Imon နဲ့အတူတူလက်တွဲလုပ်ကိုင်လာ၄နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီ၄နှစ်တာကာလအတွင်းမှာ Imon ရဲ့ Matrix ရဲ့လုပ်ငန်းငွေကချညီကိုမောင်မရဲ့လိုရိုင်းပစ်ကူညီချရဲ့လုပ်ဖော်ကိုင်မတင်တဲ့အတူကောင်းမွန်တဲ့ Career Development တွေကိုလည်းရရှိခဲ့ပါတယ်။အခုကြောက်ရောက်မဲ့ Imon ရဲ့73နှစ်ပြည့် Anniversary မှာစပြီးတော့အနာဂတ်မှာပုံမကောင်းမွန်တဲ့အောင်မြင်မှုတွေကိုရရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ညီမကတော့တဲဆုဖြစ်ပါတယ်အင်မွန်မှာလောက်သက်3နှစ်နဲ့2လရှိပါပြီခုကတော့အင်မွန်မှာ Supervisor Position နဲ့ Digital Marketing ဘိုင်းကိုတာဝန်ယူထားပါတယ်ညီမအတွက်တော့အင်မွန်ကပျော်ရွှင်မှုစိတ်ခေါ်မှုနဲ့လေးလာမှုပြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်အိမ်မှာနေရတာထက်ရုံးမှာနေရတာကပိုပြီးပျော်ဖို့ကောင်းတဲ့နေရာလေးဖြစ်လို့အင်မွန်လည်းခု73နှစ်ပြည့်ရနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်